ဒီလောကမှာလူများစုကပြည့်စုံခြင်းကိုလိုချင်ကြတယ်ဗျာချမ်းသာဖို့လှပဖို့အောင်မြင်မှုဒါပဲမဲ့ကျွန်တော်လူမျိုးအတွက်တော့ပြည့်စုံတဲ့ခန္ဓာကိုယ်တစ်ခုလောက်ကိုပဲတောင်းတခဲ့ကြတာကျွန်တော်နာမည်ကဘိုးတောင်းအသက်25နှစ်တောင်ညူသူ့တိုင်ရအမွေခံသူ့ဘာရတာပေါ့မွေးလာတဲ့ညာဘက်လက်ဖြံကအရင်ကနေမပါဘူးလူတွေကကျွန်တော်အမြင်တနာသလိုရှောင်းကျင်သလိုကြည်တတ်ကြတယ်ဒါပေမဲ့ကျွန်တော်တော်တည်ခြင်းတရားကအားကိုးရဆုံးဖို့တော့ပဲသူ့တန်ကကျွန်တော်အိမ်တရေဆိုတာကျွန်တော်တို့မကြောက်စရာယူရှင်းနဲ့လျှို့ဝှက်ချက်တစ်ခုပဲအရာရာတိုင်းတိတ်ဆိတ်ငြိမ်သက်နေတဲ့ဒီသူ့တန်ကြီးရဲ့မျက်နှာချင်းဆိုင်ကိုလှမ်းကြည့်လိုက်ရင်မြင်ရရဲ့ရေနံကြီးအိုကြီးကတော့မတူဘူးအဲ့ဒီအိမ်ကနှစ်ပေါင်း90ကျော်ပြစ်ထားတာချင်းဝင်းတစ်ခုလုံးလဲခါးလုံးရှိတဲ့ခြုံလွယ်တွေနဲ့ချုပ်ပွားနေတယ်ဒါပေမဲ့ဒီရဲ့ဘိုင်းမှာအဲ့ဒီအိမ်ရဲ့ပထမဓာတ်ပရင်ပေါင်ဟောင်းမှာအမျိုးသမီးရိတ်တစ်ခုကိုဖြတ်ခနဲ့ရှိခနဲ့မြင်လာရတာအဲ့ဒီရိတ်ကတခြားဝိညာဉ်တွေလိုပျောက်ကွယ်မသွားဘူးသူမခဏတာရက်ပြီးကျွန်တော်ကိုစူးစိုက်ကြည့်နေတာလားအထူးသဖြင့်ကျွန်တော်ရဲ့လက်မပါတဲ့ညာဘက်လက်ဖြံနေရကိုစိုက်ကြည့်နေတာကျွန်တော်ရဲ့သူ့ဘာသာကအာယုံကပြောင်းနေတယ်ဒီအိမ်ထဲမှာရှိတဲ့လွှဲဝက်ချက်လားကျွန်တော်လိုချင်တဲ့အရာတစ်ခုကိုပြင်းပြစွာတတ်မှတ်နေတဲ့အရာတစ်ခုပဲဆိုတာကိုကျွန်တော်ကစိုးရိမ်စိတ်နဲ့စူးစမ်းလိုစိတ်ရောထွေးနေတာကြောင့်ဒီကိစ္စကိုရှင်းအောင်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်ည9နာရီခန့်တော့ကိုဘိုတောင်းဟာသူ့ရဲ့တလက်ထဲမှာဓမီနဲ့ပေါတူထွေးတစ်ချောင်းကိုကိုင်ပြီးလမ်းကိုဖြတ်ခါအိမ်အိုကြီးစီကိုချင်းကပ်ထွက်ပါတယ်ချန်ဒီယိုအဟောင်းနားရောက်တော့ချုံးလွယ်တွေကအလွန်ထူထပ်နေတယ်သူဟာပေါတူးသေးနဲ့ကြမ်းတမ်းတဲ့လက်တစ်ချောင်းကိုအားပြူပြီးချုံးလွယ်တွေကိုခိုးထစ်ချင်းလင်းကချင်းဝင်းတဲကိုဝင်ရောက်လိုက်ပါတယ်ချင်းဝင်းတိုက်ကလေထူကစိုးထိုင်းတိုင်းပုတ်ဖြစ်နေပြီးပိုးဆွဲနေလေတရွက်နံကအမတန်ပြင်းထန်တယ်ဘိုးတောင်းဟာမနှမ်းဆန်းပြီးလျှောက်သွားတယ်ခြေဝမ်းတစ်ချက်တိုင်းဟာသူ့လက်နာထဲမှာကျဲလောင်တဲ့ပက်တင်းသံတို့ထိန်ဟပ်နေရတယ်အိမ်ရရှိဆုံးရေနံကြီးတကားနားရောက်တော့တကားမှာအတော့ခုတ်တာချင်းမရှိပေမဲ့နန်းကျိုးဟောင်းတစ်ချောင်းကိုအယောင်ပြပါထားတာကိုတွေ့ရတယ်ဘိုးတောင်းဟာနန်းကျိုးကိုဆွဲထုတ်လိုက်ပြီးသူ့ရဲ့လက်တစ်ချောင်းနဲ့တကားကိုတွန်းဖွင့်လိုက်တယ်တကားပွင့်သွားတာနဲ့အိမ်တိုင်းကအေးဆက်တဲ့လီနဲ့ဖုံတန်တွေကသူ့ရဲ့မျက်နှာကိုရိုက်ခတ်လာတယ်ဓာမီရောင်နဲ့ထိုးကြည့်လိုက်တော့ရှေးဟောင်းပရိပါတွေကနေရာတကားမှာစီရီပြီးဖုံဒီနဲ့ဖုံနေတယ်အိမ်ကထဲမှာလုံးဝငြိမ်သက်နေတာကသူ့ဆိုင်ရဲ့ငြိမ်သက်ချက်မျိုးမဟုတ်ပဲတခုခုကိုဖုံးကွယ်ထားတဲ့ဖီယာနှစ်ခုလိုဘိုးတောင်းခံစားနေတယ်ဘိုးတောင်းဟာတရီကြီးကြီးနဲ့အပေါ်တက်ကိုတက်သွားပါတယ်လေဓာတ်တွေကသူ့ရဲ့ခြေလမ်းအောင်မှာတကြွီကြွီမြည်နေပါတယ်ဒုတိယတက်ကိုရောက်ပြီးရှေလန်းလည်းလက်ရောက်အဟောင်းတစ်ခုကိုရှော့ကလာခဲ့ပြီးတဲ့နောက်မှာတော့လက်ရောက်အဟောင်းရဲ့မှာတကားမရှိတဲ့အခန်းဝါကြီးကိုတွေးလိုက်ရတယ်အခန်းဝါကနေမိဖြိုးတဲ့အလံရောင်လေးတစ်ခုကထွက်ပေါ်နေပါတယ်ဘူတောင်းကတမ်မီကိုပိတ်လိုက်ပြီးအဲ့ဒီအလံရောင်ဖြီကိုဖြည်းဖြည်းချင်းလျှောက်သွားတယ်အခန်းထဲကိုဝင်လိုက်ချိန်မှာတော့အဲ့ဒီအလံရောင်ကအခန်းလယ်မှာခေါင်းလောင်းတစ်ခုလိုချိတ်ဆွဲထားတဲ့မှန်းချက်ဟောင်းတစ်ခုထဲကနေထွန်းနေမှန်းတီးလိုက်ရတယ်မှန်ကရှေးဟောင်းလက်ရာတွေနဲ့တေးတက်လာပါပြီအခြားပစ္စည်းတွေလိုဖုံကိတ်ချင်းမရှိဘဲနဲ့အလွန်တန့်ရှင်းနေတယ်ဘိုးတောင်းကသူ့ရဲ့သူ့ဘာသာဘဝတစ်လောင်လုံးမှာတရေဝင်ကြီးနေနဲ့ယဉ်နီးကိုခေပေးပေမဲ့ဒီအခန်းထဲမှာလုံးဝတိတ်ဆိတ်ခြင်းကမှန်ရဲ့ဆွဲဆောင်မှုကတော့သူ့ကိုရှုပ်တရက်အသက်ရှူမားစေတယ်ဘိုးတောင်းမှန်နာရောက်ပြီးမှန်ထဲကိုကြည့်လိုက်ခင်မှာမှန်ထဲမှာပေါ်နေတဲ့ပုံရိပ်ကသူ့ကိုသူမဟုတ်ပဲတည်စုံတဲ့လက်နှစ်ဖက်ပေါပြီးလှပတဲ့အမျိုးသမီးရိတ်ဖြစ်နေတာကိုထိတ်လန့်စွာမြင်လိုက်ရတယ်သူမကခေတ်ဟောင်းဝတ်စွန်ကိုဝတ်ထားပြီးမျက်နှာကတော့တေထုံးနေတဲ့သူရဲ့အေးဆက်ခြင်းကိုစောင့်နေတယ်ဒါပေမဲ့
သူမရဲ့မျက်လုံးတွေကဘိုးတောင်းရဲ့လက်မပါတဲ့ညာဘက်လက်ဖြံနေရကိုစူးစူးဆိုင်ကြည့်နေတာအဲ့ဒီအကြည့်မှာပြင်းပြစွာတတ်မှတ်ခြင်းအောင်မင်းသူကြောက်ရဲ့ကြီးနှက်ခြင်းလောင်ပြောင်မှုတွေရောထွေးနေတာကိုသူခံစားလိုက်ရတယ်တရေမကြောက်တဲ့ဘိုးတောင်းဟာဒီလိုတတ်မှတ်တဲ့အကြည့်ကြောင့်အကြီးမဲ့ထိတ်လန့်သွားပြီးအနောက်ကိုစုပ်ဖို့ကြိုးစားလိုက်အချိန်မှာသူ့ရဲ့ခြေထောက်တွေကမြေကြီးမှာကတ်နေတယ်လို့လှုပ်ရှားလို့မရတော့ဘူးမှန်တဲ့ကအမျိုးသမီးရိတ်ကသူမရဲ့လက်တွေလေးတွေနဲ့ဘိုးတောင်းရဲ့လက်မပါရဲ့ညာဘက်လက်ချံကိုထိုးပြလိုက်တယ်ပြီးရနဲ့မှန်တဲ့ကအမျိုးသမီးရိတ်ကပျောက်ကွယ်သွားပြီးမှန်ထဲမှာဘိုးတောင်းရဲ့လက်မပါတဲ့ပုံရိပ်ပါကျန်ရှိခဲ့တယ်ရုတ်တရက်မှန်ထဲမှာပေါ်နေတဲ့ဘိုးတောင်းရဲ့ပုံရိပ်ကရွေရှားလာနေအားအပေးပါတဲ့ညာဘက်လက်တစ်ချောင်းကိုစမ်းထုတ်ပြီးမှန်ရဲ့မျက်နှာပြင်ကိုပွာတက်လိုက်တယ်အပြင်ဘက်ကဘိုးတောင်းရဲ့ခန္ဓာကိုယ်ဟာလျှက်စစ်တက်လိုက်တယ်လို့မို့နာကျင်မှုနဲ့တုန်ခါသွားပြီးအော်ဟစ်လိုက်ပေမဲ့အတန်းကလုံးဝမထွက်ပါဘူးသူ့ရဲ့လက်မပါတဲ့ညာဘက်လက်ဖြံကနေသွေးသားတွေကတခေးရင်းနဲ့ပြန်လဲဖြစ်ပေါ်လာကလှပပြီးပြည့်စုံတဲ့လက်တစ်ခါဖြစ်လာတာကိုထိတ်လန့်တုန်လို့စွာချိညရပါတယ်ခန္ဓာကိုယ်ချင်းလဲလွယ်မှုအပြည့်အဝဖြစ်မြောက်သွားပြီးနောက်မှာဘိုးတောင်းရဲ့ဝိညာဉ်ဟာသူ့ရဲ့ခန္ဓာကိုယ်ထဲကနေဆွဲထုတ်ခံလိုက်ရတယ်လို့ခံစားရပြီးမှန်ထဲမှာပိတ်လောင်ခံလိုက်ရပါတယ်မှန်ထဲကအမျိုးသမီးရိတ်ဘိုးတောင်းရဲ့ခန္ဓာကိုယ်ထဲဝင်နေသူကကြည်နက်စွာပြောင်းလိုက်ပြီးလှပလက်ညာဘက်လက်ကိုမြောက်ကဘိုးတောင်းရဲ့ဝိညာဉ်ကိုကြည့်ပြီးတိုးတိုးလေးပြုတ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ငါရဲ့ဝိညာဉ်ဟာဒီအိမ်ထဲမှာပိတ်လောင်ခံထားရတာနှစ်ပေါင်းများစွာရှိပြီးဒီမှန်ဟာချိုးယွင်းကျစီသူရဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးလဲလွယ်မော့အသာဝိညာဉ်ကိုလွဲပြောင်းနိုင်တဲ့ထောင်ချပ်တစ်ခုပဲအခုတော့မင်းရဲ့လက်မပါတဲ့ဝိညာဉ်ဟာဒီမှန်ထဲမှာငါနေရာကိုအစားထိုးလိုက်ပြီးဘိုလန်ရဲ့ဝိညာဉ်ဟာမှန်တဲ့နောက်ပိတ်လောင်ခံလိုက်ရပြီးသူ့ရဲ့ပုံရိပ်ကရခင်ကအမျိုးသမီးရိပ်လိုမျက်နှာကထိတ်လန့်ခြင်းနဲ့ပြည့်ညစ်ကတိတ်ဆိတ်ခြင်းကလုံးဝဖြစ်စည်းထားပါတယ်မှန်ထဲကဘိုးတောင်းရဲ့ခန္ဓာကိုယ်ထဲဝင်နေတဲ့ဝိညာဉ်ကဂျေနတ်စွာရင်မော့ပြီးအိမ်ထဲကနေလမ်းထွက်သွားပါတော့တယ်လမ်းလျှောက်သွားတဲ့သူ့ရဲ့ပုံစံကရခင်သူပါရာစာဘိုးတောင်းရဲ့ကြမ်းတမ်းတဲ့ပုံစံနဲ့လုံးဝမတူတော့ပါဘူးနောက်တနေ့မနက်မှာတော့တောင်ညိုတူတန်ကနေထွက်လာတဲ့ဘိုးတောင်းကိုအထုပ်အပုံးတွေနဲ့လူတစ်ချို့ခါတွေ့လိုက်ကြရပါတယ်ပြည်စုံတဲ့လက်နှစ်ဖက်လက်ရှိနေမှုသူတို့ရဲ့တအံ့အောင်မေးမြန်းမှုကိုဘိုးတောင်းကဘာမှပြန်မကြည့်ပဲခပ်ပြုံးပြုံးတုံ့ပြန်ရင်းနဲ့ခတ်တက်သွားထွက်ခွာသွားပါတယ်အခုတော့ကျွန်တော်ဟာဒီမှန်တဲ့ပဲပိတ်လောင်ခံရသူဖြစ်နေပါပြီသူလိုချင်တာကကျွန်တော်ရဲ့ဝိညာဉ်မဟုတ်ဘူးကျွန်တော်ရဲ့ချိုးရွံ့နေတဲ့ခန္ဓာကိုယ်ဒီမှန်ဟာမပြေဆုံးသူတူရဲ့ဝိညာဉ်ကိုထောင်ချောက်ဆင်ဖို့တဲ့ရှေးဟောင်းပညာတွေနဲ့ဖန်တီးထားတာသူကတော့သူ့ရဲ့ပြေဆုံးတဲ့ခန္ဓာကိုယ်ကိုပြန်လိုချင်သူဖြစ်ခဲ့ပြီးကျွန်တော်ရဲ့ချိုးယွင်းချက်ကိုအသုံးပြုပြီးလွတ်မြောက်သွားခဲ့ပြီးကျွန်တော်ကတော့ဒီမှန်တဲ့ကနေပဲဖြစ်ခနဲရည်ခနဲပေါ်လိုက်ပြောက်လိုက်နဲ့တိတ်တိတ်ဆိတ်ဆိတ်စောင့်ကြည့်နေရသူပါဘလောက်အော်ဟစ်အတန်ဆိုလာလုံးဝမထွက်ပါဟုတ်ကျွန်တော်ရဲ့ဝိညာဉ်ဟာအတန်တိတ်ထောင်ချောက်ထဲမှာထာဝရနေရပါပြီဒါပေမဲ့ကျွန်တော်သိတယ်ကျွန်တော်လွတ်မြောက်ဖို့အတွက်နောက်ထပ်ကန်ဆိုးသူတူလိုအပ်နေရဆိုတာကိုကျွန်တော်ဟာဒီမှန်သေးကောင်းနေပဲအဲ့ဒီချိုးယွင်းချက်ရှိသူကိုဆက်လက်စောင့်ကြည့်နေအောင်ပါပါအဲ့ဒီညာကသူ့ဘာရာစာဟာတေချင်းကိုမကြောက်ခဲ့ဘူးဒါပေမဲ့သူလိုချင်ခဲ့တဲ့ပြည့်စုံခြင်းဟာသူ့ရဲ့အသက်ဝိညာဉ်ကိုလဲယူသွားခဲ့တယ်လာလဲကြပါဦးကျွန်တော်ဒီမှာပဲစောင့်နေမှာပါ